ပါရာဂွေးကိုမညာမတာကျွေးခဲ့တဲ့အင်ရှင်လင်းယုံအားလုံးမင်္ဂလာပါကမ္ဘာဗလာဒုတိယမြောက်နေ့ပြီးမှဆိုရင်တော့အင်ရှင်3သင်းစလုံးရဲ့ပွဲစဉ်တွေကစားပြီးခဲ့ပါပြီအင်ရှင်3သင်းမှာကနေဒါတစ်သင်းသာတည်ကြခဲ့ပြီးတော့အမေရိကန်နဲ့မက္ကဆီကိုတို့ကနိုင်ပွဲကိုစီရရှိခဲ့ကြပါတယ်အင်ရှင်တွေထဲမှာဆရာအကြဆုံးနဲ့အဓိကအင်ရှင်လို့ပြောရမယ်လင်းယုံကြီးတို့အသင်းရဆိုရင်တော့အဖွင့်ပွဲမှာပါရာဂွေးနဲ့ကစားခဲ့ရပါတယ်ပါရာဂွေးကလည်းတစ်ခေတ်တစ်ခါတော့ကအဆင်လန်ကောင်းနေရှိခဲ့ပေမဲ့အခုကတော့အဲ့ဒီလောက်မဟုတ်တော့ပါဘူးလင်းယုံကြီးတို့ကလည်းအင်ရှင်ဆိုတဲ့အားနဲ့ပါရာဂွေးကိုမညာမတာကျွေးသွားခဲ့တာဖြစ်ပါတယ်ဒီနေ့မှာတော့လင်းယုံနဲ့ပါရာဂွေးတို့ရှင်ပြိုင်ခဲ့ကြတဲ့ကမ္ဘာဗလာပွဲစဉ်လေးကိုတင်ဆက်ပေးကြပါမယ်ပွဲအကြောင်းမပြောခင်မှာအမေရိကန်ရဲ့ဖွင့်ပွဲနဲ့အတူပွဲစဉ်ကိုစတင်သွားခဲ့ပါတယ်ဖွင့်ပွဲမှာလည်းကျွန်တော်ကောင်မလေးရဲ့ဖျော်ဖြေမှုတွေကြောင့်အေးအေးပြအကျိုးနှက်ခဲ့လိမ့်မယ်လို့ထင်ပါတယ်ပွဲထွက်လူစင်းမိုင်းကိုပြောရမယ်ဆိုရင်တော့လင်းယုံကြီးတို့ကဘာလိုကန်ကိုအထောင်ထားလာခဲ့ပြီးတော့တောင်ပန်နှစ်ဖက်မှာပူလီစစ်နဲ့စာရင်တို့ဒက်စ်တို့ပဲဖြစ်ပါတယ်ဝင်းလည်နဲ့ခန်းစစ်မှာတော့ဥရောပမှာထွက်ကစားနေကြတဲ့တတိကျဲကစားသမားတွေလည်းပါဝင်နေပါတယ်တပတ်ကပါရာဂွေးတင်းကလည်းအချင်းမဟုတ်ပဲနဲ့အန်စီဆိုနဲ့အမီရန်တို့လိုကစားသမားတွေကိုပိုင်ဆိုင်ထားပါတယ်ဒီလိုနဲ့ပွဲစား9မိနစ်လောက်မှတင်လင်းယုံကြီးတို့ကအုံကိုနဲ့စတင်ဦးဆောင်ခဲ့ပါတယ်ဒါအပြင်ပထမပိုင်းတစ်ပိုင်းလုံးကလင်းယုံကြီးတို့ရဲ့ခြေလင်းယုံကြီးတို့ရဲ့လက်ပဲဖြစ်ခဲ့ပြီးတော့ပွဲကိုလည်းအကောင်းဆုံးလမ်းမှုထားနိုင်ခဲ့ပါတယ်ဘောလုံးပိုင်ဆိုင်မှု90%ကျော်တိရခဲ့ပြီးတော့ပါရာဂွေးဘက်ကိုစတိုက်ထိုးပေါက်နေခဲ့ပါတယ်ပထမပိုင်းမိနစ်30မှာဘာလိုကန်ကဒုတိယဂိုးသွင်းယူပေးခဲ့ပြီးတော့ပထမပိုင်းအချိန်ပိုမိနစ်မှာလည်းနောက်ထပ်တစ်ဂိုးပါထပ်မံသွင်းယူခဲ့ပါတယ်ပထမပိုင်းမှာတင်3ဂိုးလောက်ပြတ်သွားခဲ့ပြီးမို့လို့ဒုတိယပိုင်းမှာတော့အိတ်ကန်လို့ရတဲ့အနေအထားမျိုးဖြစ်သွားခဲ့ပါပြီဒါကြောင့်ဒုတိယပိုင်းအစမှာတင်ပူလီစစ်ကိုအနားပေးလာခဲ့ပါတယ်ပထမပိုင်းမှာ2ဂိုးသွင်းထားတဲ့ဘာလိုကန်ကဟတ်ထရစ်ညွန်လင်းချက်ရှိနေပေမဲ့ဒဏ်ရာကြောင့်မိနစ်90ကျော်မှလူစားလဲရပါတယ်ပါရာဂွေးတင်းကလည်း83မိနစ်မှာချီပါဂိုးရရှိခဲ့ပေမဲ့ကမ်းပတ်မဲ့ဂိုးတော့မဟုတ်ပဲအချက်ပြေဂိုးပဲဖြစ်နေခဲ့ပါတယ်လင်းယုံကြီးတွေကတော့ဒီလောက်နဲ့တင်အားမရသေးပဲနဲ့နာကျင်ချိန်ပုံမှာ၄ခုမြောက်ဂိုးကိုသွင်းယူခဲ့ပါတယ်ဒီလိုနဲ့ပွဲပြီးဆုံးခဲ့တဲ့အချိန်မှာလင်းယုံတို့ကပဲ4-1နဲ့တမျိုးကြမ်းပြခဲ့တာကြောင့်လင်းယုံကြီးကိုအတင်းယုံပြီး body ထိခဲ့တဲ့သူတွေအနေနဲ့တိုက်ဆောက်နေကြလောက်ပြီလို့ထင်ပါတယ်ဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်